ဒါဖျားဟာကောင်းတဲ့အဆုံးကိုလမ်းပြတဲ့သူပဲကိုယ်တိုင်သာလျှင်ကြိုးစားရှောက်ရမယ်လောဘဒေါသမောဟတရားတွေငြိမ်းချမ်းအေးစေတယ်နေရအမှန်ကိုသူလမ်းပြခဲ့တယ်ဒါပေမဲ့လူတွေအလုံးမထီးတဲ့ရွေးမေးလို့ထားပါတယ်မိုးလင်းမိုးချုပ်အမြဲပဲအလုံးရှုပ်လောကဇက်ခုံဝဲမိုးကရေကအမျိုးမျိုးကကြတယ်သူကြောင့်ငါကြောင့်ခဏခဏလမ်းပြောင်းလူဘဝခရီးပါပဲကြုံလာချိန်တို့ပါကြောင့်အတ္တတွေအချိန်တန်တော့လေအိမ်အပြန်လာငါတန်တရားလေလောဘယမကြီးရနေတဲ့နာအတိနဲ့တတိရှင်ပါမှာဒေါသရှိထားမှာတဲ့ခါတတိနဲ့အတိညံမြေမှာမောဟတိကမတိခြင်းဆုံးဆုံးမှာရှိမှုထက်မတိမှုအမောင်လုံးကြวันနေวันသာဖြစ်ပြန်များစွာလက်တွေ့ကြုံနေကြတရားတွေကိုဆွဲလန်းခြင်းမှာတနာတော့ရတဲ့ကဒီသမျှခံပြစ်ဆုံးမှန်ကြတဲ့ဒီဝေဝါဉာဏ်ပညာအမှန်ခွေမလန်းငါ